လူတွေတော်တော်များသူတို့လိုချင်တာသူတို့ဘာလို့မရတယ်တလားဒီလားသူတို့ဘာလိုချင်လို့လိုချင်မှတော့သူတို့မသိလို့မှတ်ထားဒီစကား they don't get what they want because they don't know what they want people they don't get what they want because they don't know what they want that's the problems in our life ဘုရားပြောတယ် what do you want me to do for you what do you want me to do for you what do you want I want to see I want to see yeah you know exactly what you want so you can see now ဘာယေရှုပြောတဲ့စကားရန်ကောင်းတယ်ဖခင်ကယုံကြည်ခြင်းမပါဘဲနဲ့သူအလုပ်လုပ်လို့မရအောင်ယေရှုထံသို့သွားတယ်ပြီးတော့မှဘာပြောလဲယေရှုကလည်းသင်၌အဘယ်သို့ပြုစေလိုသနည်းဟုမင်းမလေလူကန်းယေရှုစီလာတာယေရှုမသိဘူးလားလို့ယေရှုသိတယ်ဒါပေမဲ့သင်စန္ဒမရှိဘဲနဲ့ဖခင်ဘာမှလုံးမလုပ်ဘူးဖခင်ကသင်ရဲ့လိုအပ်ချက်ပေါ်မှာအလုပ်လုပ်တဲ့ဖခင်မဟုတ်ဘူးယုံကြည်ခြင်းပေါ်မှာအလုပ်လုပ်တဲ့ဖခင်မှတ်ထားရဲ့စကားမှတ်တာဘုရားကငါလိုအပ်တာပဲသိတာပေါ့ no သင်လိုအပ်တဲ့ပုံမှာအလုပ်လုပ်တဲ့ဖခင်မဟုတ်သင်ယုံကြည်တဲ့အပေါ်မှာအလုပ်လုပ်တဲ့ဖခင်ယုံကြည်ခြင်းနဲ့အနှုတ်လက္ခဏာနဲ့တွဲလို့မရအောင်အလုံးလက္ခဏာရှိရင်ယုံကြည်ခြင်းမရှိဘူးဒါပဲယုံကြည်ခြင်းမှာအနှုတ်လက္ခဏာမရှိဘူးယုံကြည်ခြင်းမှာ negative ဆိုတာတစ်စက်မှမရှိဘူးယုံကြည်ခြင်းမှာ negative တစ်စက်မှမရှိဘူးမကြားမှာဆိုလို့ပြန်ပြောမယ်ယုံကြည်ခြင်းမှာ negative တစ်စက်မှမရှိဘူးယုံကြည်ခြင်းမှာ positive ပဲရှိတယ်ယုံကြည်ခြင်းမှာတစ်ခုပဲရှိတယ်အဲ့ဒါ positive ယုံကြည်ခြင်းမှာ negative ရှိလို့ကိုမရဘူး negative ဆိုတဲ့နေရာမှာအလိုတော်ရှိတော့ဖြစ်မှာပေါ့လေအဲ့ဒါက negative ပါနေတယ်မဟုတ်ဘူး तू တိကိုတိနေတာ I think so ဆိုရင်အဲ့ဒါ negative ရှိသေးတယ် I know so ဆိုရင် negative မရှိတော့ဘူး